Hello မင်္ဂလာပါဒီနေ့ကငကြီးကန်လေးထမပါဟုတ်ငကြီးကန်ငကြီးကန်လေးရဲ့ကိတ်လန်လေးကြောပါမယ်ရှင်ဒီရကလေးရေးစေးပါမယ်ဒီရကြော်လေးကနေ့တိုင်းမပါမဖြစ်ပါတာပေါ့နော်စက်တော်ဖြူနေထောင်းပါမယ်ဆက်ချက်ပါတော့မယ်ရှင်ငပိရတော့ကြိုက်ပါတယ်ဟိုကိုင်းခင်းခြင်းနေတဲ့ချက်တာဆိုတော့လေမြင်ငပိလေးနည်းနည်းထည့်ပါတယ်ရှင်ကိုင်းခင်းခြင်းပြန်နည်းနည်းချင်ပါတယ်ချက်တော့ဖြူနေစိတ်တက်ပါမယ်စီလေးတော့နည်းနည်းများသွားပါတယ်နည်းနည်းထည့်မယ်မြင်ငပိလေးနည်းနည်းထည့်ပါမယ်ရင်းစီကအရန်ပြီးတော့လုံးကြတော့မလို့သူကလေဟိုနည်းနည်းလေးသားဆိုတော့ဒီထဲတော့ပါမယ်နည်းလေးတော့မြန်ထားပါတယ်ဗီဒီယိုလေးနည်းနည်းရှင်းနေလို့ပါဗီဒီယိုကလေခုနစားရိုက်တာဆိုတော့လက်ကအရန်တော့မနေဘူးကြည့်တယ်ပြီးတော့ရင်းနေလို့ရှိရင်တောင်းမှမှာဒီရေလေးခံလို့စီးပြန်နေဆိုလို့ရှိရင်ချလို့ရပါပြီတန်ရပါပြီဒါကကိုက်လန်လေးကြော်မှာပါကျတော့အနေလေးအရင်ထည့်ကြမယ်နော်အဖြူလေးထည့်ပါမယ်ကိုင်းလန်လေးအရေးရွှေ့လေးနဲ့ထားမယ်နော်ဟယ်လိုဒါတည်သေးလေးတွေပါကဲရပါပြီစားလို့ရပါပြီရှင်သမီးလေးကိုလာပြီတန်တန်တန်ငပိရလေးကအရင်နေ့ကချက်ထားတာကျန်တာပေါ့နော်ငပိရငကြီးကန်ရကိုက်လန်ကျော်လေးရစားပါမယ်ငကြီးကန်ကတွေးတော့နည်းနည်းတိုးပါတယ်တွေးတိုးသမားတွေနည်းနည်းကြီးစားပါနော်ထိတ်ကြပါဘူး
တင်နေပါတော့မယ်စားကြပါအောင်ရှင်ကိုချက်ကိုကောင်းမယ်ခန်းထဲကမှရကြည့်ပြီးရည်ချင်းနေပါလေရှင်ဒီခါသမင်းကုံတဲ့ထိရိုက်ပြထားရယ်နော်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်